င်္ဂလာပါပရိသတ်လေးတို့ရေပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel လေးကနေပြီးတော့အပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျွန်မကတော့စီစဉ်တစ်ဆက်သူနန်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇာတ်လမ်းကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါဆိုပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇာတ်လမ်းလေးရဲ့အစိုးရကိုကြည့်ရှုအားပေးကြပါအောင်နော်။ Hi ကျွန်မကတော့ Hawaii ကအလီနာဖြစ်ပါတယ်။ကျေးဇူးပြုပြီးတော့ like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်။ကျွန်မကမိမိနဲ့အတူတူပင်လယ်ကမ်းခြေလေးမှာနေထိုင်ပါတယ်။ကျမမဝေးခင်တဲ့ကဖေဖေကကျမတို့ကိုထားတော့ခဲ့တာဖြစ်ပါတယ်။မိမိပြောတာကတော့ကျမတို့ရဲ့မိသားစုတွေမှာအချစ်စိတ်စားတင်နေကြတာတဲ့။မိမိကသူ့ကိုမချစ်တဲ့သူတွေကိုပဲချစ်မိတော့ခဲ့တာမျိုးလို့ပြောပါတယ်။ပြီးတော့မိမိပြောတာကကျမကလည်းအဲ့ဒီချိန်စာအကူမိနေတဲ့သူတယောက်ပါ။ဒါကြောင့်ဒီချိန်စာကိုပြည်နိုင်တဲ့နီလာတစ်ခုကတော့ကျမကယောက်ျားလေးတွေနဲ့ဝေးရမှနေရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျမအပြစ်ထွက်တဲ့အချိန်ဒီမှာဆိုရင်တော့ရှေးပြတ်တဲ့နောက်လေးကိုရှုပြီးကျမနာကိုကတ်လာတဲ့ယောက်ျားလေးတွေအားလုံးကိုကျမကလိုက်ပတ်တက်ပါတယ်။ငါရဲ့စီမင်းစီကန်းကတော့နင်တို့ယောက်ျားလေးတွေအကုန်လုံးကငတုံးနေကြီးပဲငါနာကိုကတ်လာတဲ့ယောက်ျားလေးတွေအားလုံးကရေဆွသွားစီရမယ်နော်မင်္ဂလေးတွေပဲရှိတဲ့အကြောင်းကိုလည်းကျမတက်ခဲ့ပြီးတော့အင်ချီကလည်းယောက်ျားလေးတွေကိုမုန်းနေဆိုတဲ့စာရန်ကိုပါဝစ်ပါတယ်ဒီလိုနဲ့တရက်ကြတော့အရှာအလုံးကပြောင်းလဲသွားကြတယ်ကျမပင်လယ်ထဲမှာရှိကူးနေတော့ရှိုးတရက်ကောင်လေးတယောက်နဲ့ဆုံမိပြီးတော့သူကလည်းကျမမျက်နှာကိုတိတိကျကျစိုက်ကြည့်နေခဲ့ပါတယ်အိုးသိပါပြီကျမလည်းသူနဲ့ဝေးရကိုအတက်နိုင်ဆုံးပြေးပြီးတော့ပင်လယ်ကမ်းခြေပေါ်မှာကျမရဲ့မျက်နှာကိုမှောက်ချလိုက်ပါတယ်။ခန္ဓာရည်ရှိစံအလီနာမိမိကဓာတ်အတွက်ပြင်ဆင်ထားတာပဲမဟုတ်ဘူးလား။မင်းရဲ့ကူတဲ့ပုံစံကဖားလိုမျိုးဖြစ်နေတဲ့ဆိုတာကိုတခြားသူတွေဘယ်သူမှမပြောကြဘူးလား။မပြောပါဘူး။ပြီးတော့ငါ့ကိုလာပြီးစကားပြောတဲ့ကောင်လေးတွေအားလုံးကဒီတဲမုတ်တွေကိုစားစီရမယ်။တဲမုတ်တွေကိုစားရမယ်စားနည်းနည်းသေးကိတ်မုတ်ကိုအတူတူဝိုင်းပြီးတော့စားပြီးရင်ဘယ်လိုလဲ။ငါနဲ့တူတူမစားချင်ဘူးဆိုရင်လည်းတဲရဲကိုသွားပြီးတော့ဆိတ်ဆွနေလို့ရတယ်နော်။နည်းနည်းတိကိမုတ်ကတော့ကျမရဲ့အားနည်းချက်ဖြစ်ပါတယ်။အဲဒါကြောင့်ကျမလည်းပီကနစ်ပေါ်မှာကျမသူနဲ့တူတူထိုင်ပြီးတော့မုတ်စားလိုက်ပါတယ်။သူ့နာမည်က Sage လို့ခေါ်တယ်။ကျမသူ့အကြောင်းကိုနည်းနည်းပပသိလိုက်ရတယ်။ကျမရဲ့မိသားစုအကြောင်းတွေကိုလည်းပြပြလိုက်ပြီးတော့ကျမရဲ့အချစ်စင်စာအကြောင်းကိုပါသူ့ကိုပြပြလိုက်ပါတယ်။အဲဒါကြောင့်ပဲကျမကယောက်ျားလေးတွေနဲ့စကားပြောလို့မရတာပေါ့။အချစ်စင်စာဟုတ်လား။မင်းမေကမင်းကိုဒီလိုယူကြောင်ကြောင်နေတင်ပေးထားတဲ့ပုံပဲ။ကျမမေကယူကြောင်ကြောင်နေတင်ပေးတာမဟုတ်ပါဘူး။ဒါကကျမတို့မိသားစုမျိုးနွယ်မှာဖြစ်နေရတာမိမိပေါ်ကိုသစ္စာဖောက်မိတဲ့အတွက်ကျမအပြစ်မကင်းသလိုခံစားရပါတယ်ဒါပေမဲ့လည်း Sage နဲ့တူတူနေရတာကျမတိတ်ကိုပြောနေပါတယ်သူကလူကောင်းတစ်ယောက်ဖြစ်ပုံရတယ်လေအဲ့ဒါကြောင့်ပဲအဲ့ဒီနေ့ကစပြီးတော့ကျမတို့ကလျှို့ဝှက်စာနဲ့တငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ကဲကြည့်မှလည်းဆုံးချပြီးတော့အိမ်မှာဘယ်သူမှမရှိတဲ့အချိန်တွေဆိုရင်တယောက်နဲ့ခိုးပြီးတော့လာတွေ့ပါတယ်ဒီလိုနဲ့တနေ့ကြာသွားပြီးတော့နောက်မှာတော့ကျမတို့ခေါင်းမိုးပေါ်မှာစကားတူတူပြောနေကြကြတယ်မိမိပြောင်းလာတဲ့အတန်ကြတော့ကျမလည်းအောက်ကိုသွားဆင်းလိုက်တာ Sage ကရုတ်တရက်ထပြီးတော့အော်နေတဲ့အတန်ကိုသူ့ဘာတူတူကြားလိုက်ရပါတယ်။အာပြုတ်ကြတော့မမို့လို့ကင်ထားရတာပါ။မင်းကဘာလုပ်လဲ။ Sage နေကတော့အယူပဲနော်။ဒီတော့တမီးကအဲ့ဒီကောင်လေးကိုသိတာလား။ကျမတို့စကားမဆုံးသေးခင်မှာပဲ Sage ကခေါင်းမိုးတက်ကပြုတ်ကျလာပြီးတော့ကန်ကောင်းလို့ပက်ခတ်ပုံကိုချသွားခဲ့ပါတယ်။ဟာတော်သေးတာပေါ့။ဟုတ်ပါတယ်။အလီနာနဲ့ကျွန်တော်တို့ကတငယ်ချင်းတွေပါ။ဒါပေမဲ့အတစ်ကိုတော့တစ်ခါမှဒီကြောင်မပြောပြစ်ခဲ့ပါဘူး။ဘာလို့ဆိုတော့မိသားစုတွေမှာတင့်နေတဲ့အချစ်ကြေစာကြောင့်လို့ပြောပါတယ်။တော်တော့မပြောနဲ့တော့ဟာမမေထင်တယ်လို့မဟုတ်နေဘူးနော်။ Sage ကလူကောင်းတစ်ယောက်ပါ။ဒါပေမဲ့မမေရဲ့မျက်နှာကအရှမ်းကိုစိတ်ဆိုးသွားပြီးတော့ Sage ကိုချက်ချင်းပဲမောင်းထုတ်လိုက်ပါတယ်။ကိစ္စတွေကပေါက်ကွဲထတော့မလို့ခံစားနေရပါတယ်။ဒါပေမဲ့နောက်ထပ်အရွယ်အနေငယ်လောက်ကြာတဲ့အချိန်မှာ Sage ကအကောင့်တွေကိုလည်းဖျက်သွားပြီးတော့သူ့ရဲ့ဖုန်းနံပါတ်တွေကိုလည်းပြောင်းသွားဖြစ်တဲ့အကြောင်းကျွန်မသိလိုက်ရပါတယ်။ကျမတို့အိမ်ကိုတော့လည်းသူ့မိသားစုတွေအကုန်လုံးကပြောင်းသွားခဲ့ကြတယ်။ညရည်တွေအပြည့်နဲ့ကျမကိုကြွေးနေကြတာပေါ့။မိမောင်းထုတ်လိုက်တာချင်းတည်တယ်။ကျမဒီအကြောင်းနဲ့ပတ်သက်ပြီးရင်ဆိုင်တော့မိကကျမကိုစိတ်ဆိုးပါတယ်။အမေကအဲ့ဒီလိုကိစ္စမျိုးဘယ်တော့မှမလုပ်ခဲ့ဘူးနော်။ဒါပေမဲ့သမီးကိုယ်တိုင်ကအဲ့ဒီကောင်လေးနဲ့ဝေးမှနေတဲ့စတာကိုသိနေပြီးသားမဟုတ်ဘူးလား။သမီးကအမေရဲ့အမေကိုမနာခံမဲ့နဲ့အမေပေါ်ကိုတစ္ဆာဖတ်ခဲ့တာပဲ။မိရဲ့မဟုတ်ကပုံမြင်တွေကိုယုံကြည်ပြီးတော့မိကသမီးရဲ့အချစ်ဆုံးတကယ်ချင်းကိုမောင်းထုတ်လိုက်တာ။စစ်ပြောရမှန်းတယ်။မိကတကယ်ကိုယူကြောင်ဆောင်ပဲ။ပြီးတော့သမီးအခုချိန်ကစပြီးတော့မိရဲ့စီးမြင့်စကန်တွေကိုဘရမလိုက်နာမှာမဟုတ်ဘူး။ကျမအဲ့ဒီချိန်ကစပြီးတော့မိကိုပုံကန်ခဲ့ပါတယ်။ရှောက်ရှောက်လေးရောမင်္ဂလေးရောရှိတဲ့အကြောင်းကိုကျမအတင်းပြောင်းခန့်ခဲ့ပါတယ်။မိနဲ့ကျမတို့ရဲ့ဆက်ဆံရေးကအဲ့ဒီချိန်တွေကနေပြီးတော့ရန်သူတွေလိုမျိုးဖြစ်သွားခဲ့တာပါ။မိရဲ့စီးမြင့်စကန်တွေကိုစန့်ကျင်တဲ့ကိစ္စတွေအကောင်လုံးကိုကျမလုပ်ခဲ့ပါတယ်။ရှိသမျှရဲ့ကြောက်လေးတွေအလုံးနဲ့ရင်းနှီးနေပြီးတော့မိကိုပို့ပြီးတော့ဒေါသထအောင်လုပ်ခဲ့ပါတယ်။အိုးချော်မီရဲ့နေ့ရက်နှကန်းလေးတွေကနူးညံ့နေရပါတော့။ငါမဖိုးတဲ့အိမ်မက်ထက်ကလည်းမျိုးငါအပိုင်ဖမ်းစားလိုက်ပါတော့လား။မိစိတ်ထဲမှာယူကျင်စရာကာလအောင်လို့ပဲဒေါသထွက်နေပြီဆိုတာကျမသိပါတယ်
Sis ကိုအဝေးကိုပို့လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျမအခုချိန်ထိမမေကိုခွင့်မလွတ်သေးပါဘူး။တရက်ကျတော့ကျမပါတီပွဲအသက်မှာကျမရဲ့ချစ်သူကောင်းလေးအသက်ခေါ်နာနဲ့အတူကနေခဲ့ပါတယ်။အဲ့ဒီချိန်မှာရုတ်တရက်ကောင်မလေးတယောက်ကတကားပေါက်ကိုလက်ညှိုးထိုးပြပြီးတော့អော်လိုက်တယ်။ဖះရီသူကငါတို့ကြောင်သားတက်မလား။သူ့ကိုဘယ်သူဖိတ်လိုက်တာလဲ။ तू ကရာဇဝတ်သားပဲနော်။အဲ့ဒီခိုက်တက်မှာစိတ်လေးဖွာနေတဲ့ကောင်လေးကိုကြည့်ပြီးတော့ကျမမြင်လိုက်ရတဲ့အချိန်ရမ်းလန့်သွားတယ်။ဘာလို့လဲဆိုတော့သူကစိတ်ဖြစ်နေလို့ပါ။ကျမတို့မတွေ့ကြတာကတစ်နှစ်ကျော်လောက်ရှိနေပြီ။သူဘာတွေဖြစ်သွားတာလဲ။အိုးအချစ်မင်းရှင်ပြေးလား။မင်းကသူနဲ့တိတာလား။ Sis ကကျမနောက်ကိုရှောက်လာပြီးတော့ကျမကိုသူ့လက်ထက်က secret ကိုကမ်းပေးနေပါတယ်။တွေ့ရတော့ဝန်တော့ပါရတော့သစိမ့်ပါလေ။ငါလက်ထက်က secret ကိုလွတ်ပစ်ပေးမယ်ဆိုရင်တော့မင်းကိုကျေးဇူးတင်မိပါပါ။အိုးညိုစရာကြီး Sis ရှင်ဘာတွေဖြစ်သွားတာလဲ။အခုလိုပုံစံကအရှိပုံစံမဟုတ်ဘူးလေ။ငါဘယ်သူလဲဆိုတာမင်းမသိတော့ပါဘူးအလီနာ။နေပါဦးမင်းရောဒီငကြောင်မလို့တွဲနေရလားသူကအချစ်ကြေစာမိနေရဆိုတာမင်းသိရလား Sis ကဒီလိုပြောပြီးတော့ထွက်သွားတဲ့အချိန်မှာကျမဖြစ်ပြောဆက်စကားမဲ့ပြီးတော့ကျန်နေခဲ့ပါတယ်ဘလို့မကောင်းတဲ့ကောင်လဲခဏနေတော့ကျောင်းသားတွေအားလုံးကကျမစီကိုဝိုင်းပြီးတော့ရှောက်လာတယ် Sis ကတခါတရားရင်ဆိုင်ရမှုတယ်လေအဖွားကိုကြီးတယောက်ရဲ့ကားကို baseball တို့နဲ့သွားပြီးတော့ရိုက်ခွက်လို့တရက်တုန်းကဆိုရင်ကောင်မလေးတယောက်ရဲ့ကြောင်လေးကိုခိုးပြီးတော့ထွက်ပြေးတာသူတို့တွေတခါခုတော့မားနေတာဖြစ်လိမ့်မယ်ကျမတို့ပြောတဲ့စကားတွေကိုအယုံကြည်မရှိခဲ့ပါဘူး။ကြောင်တက်နေတဲ့တပတ်လုံးမှာလည်း Sis ကကျမကိုလွတ်လွတ်ရှိထားပါတယ်။ဒါပေမဲ့24နာရီတောက်လျှောက်လုံးတော့သူကျမကိုစိုက်ကြည့်နေတာကိုခံစားမိပါတယ်။အထူးသဖြင့်ကျမကောင်လေးနဲ့တူတူရှိတဲ့အချိန်မျိုးတွေပါ။တရက်ကျတော့ခေါ်နာကကျမအကြိုက်ဆုံး criminal date တစ်ခွက်ကိုရှူလာခဲ့တာပေါ့။ကျမလည်းကျေးဇူးတင်တဲ့အနေနဲ့ပါးကုန်နှမ်းမလုပ်နေတဲ့အချိန်မှာ Sis ကရောက်လာပြီးတော့ကျမရဲ့အာယုံတွေထွေဝေသွားတယ်။ကော်ဖီကွက်တွေကိုမှောက်ကျသွားပြီးတော့ကျမရဲ့တကူလုံးပေးချင်ကုန်ပါတယ်။ကျမမဖြစ်လို့သူကလိုင်းနာရှက်နေရလည်းမသိဘူးဟော်ရာကားတွေကမာဖီးယားတယောက်လိုမျိုးလိုက်ပြီးတော့တောက်လျှောက်ကြည့်နေတာတရက်ကျတော့ကျမစာကြည့်လိုက်မှစဖက်နေတော့ Sis ကလည်းအဲ့ဒီမှာရှိနေတာကိုတွေ့လိုက်ရပါတယ်သူကကျမကိုလက်ကြည့်လိုက်ပြီးတော့မတင်ငါဆရာကောင်းတဲ့အပြုံးနဲ့ပြုံးပြတယ်ဒီတော့မင်းကကောင်းလေးတွေနဲ့အခုတော့တွဲနေပြီပေါ့အရှင်လေးကမင်းကိုပြောခဲ့ဆိုခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်ငါရဲ့စိတ်ထဲမှာမင်းကောင်းကပေးချင်နေတဲ့စိတ်ပဲရှိလို့ပါပြီးတော့ခေါင်းနောက်ကိုမင်းနာကထွက်သွားအောင်လို့ချောင်းလန့်ပစ်ချင်နေတာဟုတ်လားဒါဆိုရင်တစ်နှစ်လောက်ပြောက်သွားတဲ့အကြောင်းကိုရောရှေ့ကျမတို့မတောင်းပန်ချင်ဘူးလားတကယ်လည်းကျတော့ငါဘွားကမင်းဖြစ်ထားသလိုမဟုတ်ဘဲနဲ့လောကကိုရှုပ်ထွေးနေပါပြီကျောင်းမကတော့ဒီလိုပုံမှန်မျိုးဖြစ်နေတာအဲ့ဒါကြောင့်ငါတို့ပြန်ပြီးတော့တကယ်ချင်းဖြစ်နေပြန်ဆောက်လို့ရလား Sis ကကျမရဲ့လောက်ကိုကိုင်းပြီးတော့ပြောလိုက်တော့ကျမရှင်ထဲမှာလက်ပြော်လေးပြန်သွားပါတယ်ပြီးတော့ရုတ်တရက်လက်နဲ့စကခွဲလာပြီးတော့သူကတော့ခေါင်းနာဖြစ်နေပါတယ်ခေါင်းနာလည်းကျမဘေးနားမှာဝင်ထိုင်လိုက်ပြီးတော့ဒီလိုရာဇဝတ်သားနဲ့စကားပြောဖို့အတွက်ကျမကိုတတိပေးနေပါတယ်ခေါ်နာရောက်လာတော့ချက်ချင်း message လည်းပြန်သွားပါတယ်။ကျမရှင်ထဲမှာဟာတတဖြစ်သွားသလိုပဲ။တရက်စားခေါ်နာကလှပတဲ့တစ်ပင်လေးတွေအောက်မှာကျမတို့ကိုတူတူထိန်လို့ဖို့တော့ခေါ်ခဲ့တာပေါ့။ message ကအရှင်တို့ကအများကြီးရင်းနှီးခဲ့တယ်ဆိုတာကိုသိပါတယ်။ဒါပေမဲ့သူ့ကိုကြည့်လေအခုသူကအများကြီးပြောင်းလဲသွားပြီ။ပြီးတော့အခုမင်းရဲ့ဘေးနားမှာကိုတယောက်လုံးရှိနေပြီပဲကွာ။အဲ့ဒါကြောင့်တခြားကောင်တွေကိုတော့အနားကောင်တွေကတ်မခံပါနဲ့။ဒီလိုပြောပြီးတော့ခေါ်နာကျမကိုညှောင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျမနားလည်သွားရတာကကျမတို့ကြားထဲမှာအရှိန်ခုန်မှုတွေခန်းစားချက်တွေမရှိတော့ဘူးဆိုတာပါပဲကျမဘာဖြစ်သွားတာလဲကျမအခုစိတ်တွေအရန်ရှုပ်နေပြီရှင်ကပြပြဆောင်တဲ့သူတယောက်ပါကျမကတော့ကိုကျိုးကြောင်နိုင်ပါတယ်အဲ့ဒါကြောင့်ကျမရှင်နဲ့ဆက်ပြီးတော့ကျွေးလို့မရတော့ဘူးထင်တယ်ကျမကိုတစုံတစ်ခုကတားဆီးနေတယ်ဒါပေမဲ့အဲ့ဒီအရှာကဘာလဲဆိုတော့ကျမကိုယ်တိုင်လည်းသိချမသိဘူးစိတ်ကိုထိတ်ဆအလီနာကျမတော့ရမယ်နော်ခေါ်နာကိုလမ်းခွဲခဲ့ပြီးတော့ကျမထွက်လာရတာစိတ်တွေအရှမ်းကိုလေးလံနေပြီးတော့အပြစ်ရှိတယ်လို့ခံစားနေရပါတယ်။သူကအရန်ကိုချွမြင်ပြီးတော့ပြပြဆုံတော့ကောင်းလေးတစ်ယောက်ဖြစ်ပါတယ်။အဲဒီနေ့ကစပြီးတော့တပတ်တာလုံးသူကျမကိုစိတ်ဆိုးနေတယ်။ကျမကစုံမတစ်ယောက်ဖြစ်ပြီးတော့ဘလို့ကြေချာရရှိနေတယ်ဆိုပြီးတော့တခြားသူတွေကိုလည်းပြောပြနေပါတယ်။ကျမသူ့ကိုတော့နာကျင်အောင်လုပ်မိသွားရချင်တယ်။တရက်ကျတော့ကျမအားကစားခန်းထဲကခုံတန်းရှိရဲမှာတယောက်တည်းသွားပြီးတော့တိတ်တိတ်ဆိတ်ဆိတ်ထိုင်ဖို့လုပ်ပါတယ်။ Sis ကလည်းအဲဒီမှာတယောက်တည်းထိုင်နေတာကိုကျမတွေ့လိုက်ရပါတယ်။အိုးကောင်းရောနေကဒီကိုရောက်နေရပဲမစိုးရင်ပါနဲ့တော့ငါဒီမှမနေပါဘူးထွက်သွားတော့မှာအလီနာမင်းကတော့အလျှို့ဝှက်ချက်တစ်ခုကိုထိမ့်ပေးထားလို့ရလားငါဒီကိုရှောက်လာတဲ့အချိန်တွေကစပြီးတော့မင်းကိုပြပြောက်ချင်နေရတခုရှိတယ် Sage နင်ကအရာအလုံးပြပြောက်လို့ရပါတယ်ကောင်းပြီငါကရာဇဝတ်သားတယောက်မဟုတ်ပါဘူးပြီးတော့နေကြခဲ့တဲ့အရာတွေအလုံးကအလိညာတွေရှိပါပဲတကယ်ရာဇဝတ်သားကတော့ငါအဖေပါတခါလူရခိုင်တဲ့ဖြစ်စစ်တစ်ခုမှာငါလည်းပါခဲ့တာကြောင့်ငါ့ကိုပါသူတို့မိသွားခဲ့ကြတာပေါ့အဲ့ဒါကြောင့်မင်းကလည်းတို့ရဲ့မြို့ကနေပြေးထွက်လာခဲ့ရတာ
ဖုန်းနံပါတ်အသစ်ကိုလည်းပြောင်းပြီးတော့ငါးကောက်နေအကုန်လုံးကိုလည်းဖျက်ချလိုက်ရတယ်လေဒီဆောင်နေနဲ့ပတ်သက်ပြီးတော့မင်းမပြောခဲ့တဲ့အတွက်တောင်းပန်ပါတယ်အခုတော့မျိုးတစ်မျိုးလုံးမှာငါနဲ့ပတ်သက်တဲ့အလိမ်ညာတွေပဲပြည့်နေနေတာဒီတော့နင်းကကြောင်လေးတစ်ကောင်ကိုခိုးခဲ့တယ်ဆိုတာကအလိမ်ညာပေါ့ဒါပေါ့တစ်ပင်မော်ကနေဆင်းရဲခတ်နေတဲ့ကြောင်လေးကိုငါကဲတင်ပြီးတော့အောက်ကိုဆက်ပေးတာဒါပေမဲ့အားလုံးကငါ့ကိုအမြင်မှားပြီးတော့မုန်းနေကြတော့ငါခိုးရလို့ပဲထင်ကြတာလေစစ်တီဖီစီပြီးတော့စိတ်တက်တီးကြပြီးစိတ်လက်တော့တဲ့အထီကိုဖြစ်လာခဲ့တာပဲမစိုးရိမ်ပါနဲ့ငါအဲ့စိတ်လေးကိုလည်းဖျက်ပစ်တော့မှာပါကျမရဲ့အရှင်တော်ကတင်ငယ်ချင်းကိုပြန်ရောက်ရှိခဲ့တဲ့အတွက်ကျမတို့ကိုဝန်တာပါတယ်ဒါပေမဲ့တကူရှိတာကတော့ကျမတို့သူကတင်ငယ်ချင်းလိုမျိုးမခံစားရတော့ပါဘူးနှခါမစင်းစားတော့ပဲနဲ့ကျမတို့ကိုအနားဆွဲလိုက်ပြီးတော့နားလိုက်မိပါတယ်ငါထင်တာတော့ငါနဲ့ကိုသဘောကျနေတယ်ချင်းနဲ့ငါလည်းနဲ့ကိုသဘောကျနေရဆိုတာနေသိတယ်မလားအဲ့ဒီချင်းတွေကစပြီးတော့ Sage နဲ့ကျမတို့အတွေ့အဖြစ်သွားခဲ့ကြတာပေါ့ကျမအရှင်သိခဲ့တဲ့သူနဲ့မဟုတ်ဘဲနဲ့နည်းနည်းလေးကွဲပြားနေရဆိုပေမဲ့သူကရင်းချလာပြီးတော့ကျမသူ့ကိုတနေ့ထက်တနေ့ပို့ပြီးတော့ချစ်မိလာတာပဲသိပါတယ်ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လုံးဝသဘောမတူနေတဲ့တယောက်တော့ရှိပါတယ်အဲ့ဒါကတော့မမေဖြစ်ပါတယ်ကျမ12တန်းရွယ်တရက်ကိုရောက်တော့မမေကဒေါသတွေအကြီးကျယ်ထွက်နေပြန်တယ်Sage ကတမီးကိုတစ်နှစ်လောက်ထားပစ်ခဲ့တာကိုတမီးမမှတ်မိဘူးလားအသေးကောင်းလို့တမီးကိုတယောက်တည်းထားပစ်ခဲ့တာလေအဲ့ဒီလိုကောင်းကောင်းမှဘာဖြစ်လို့ဒီလောက်ထိဆွမ်းလန်းနေရတာလဲမေမေလည်းအခုချိန်ထိအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရန်ကိုအယူကြီးပြီးတော့ဆွမ်းလန်းနေတော့မယ်နော်တမီးအခုချိန်ထိယောက်ျားလူတွေတယောက်ပြီးတယောက်တွဲခဲ့တာဘာမှလည်းဖြစ်ခဲ့ပါဘူးဘာလို့ဆိုတော့တမီးကကိုယ့်ကိုဘယ်လိုခရီးဆိုင်ရမလဲဆိုတာသိနေပြီးသားမလို့လေအဲ့ဒါကြောင့်မမေလိုမျိုးအချစ်ချင်းစားတွေပါတွေကိုတမီးအယုံကြည်မရှိဘူးဒါကချင်းစားကြောင်ပြောနေရမှာမဟုတ်ဘူးနော်တမီးက Sage ကိုဘာဖြစ်လို့ချစ်တာလဲသူကတမီးကိုနာချောင်လုံးမဲ့သူမျိုးအထက်တန်းကျောင်းပြီးတဲ့အချိန်ထိတမီးကသူနဲ့ဆက်ပြီးတော့တွဲနေမယ်ဆိုရင်တော့မိမိကိုအမေဖြစ်နေမှတတ်မှတ်နေတော့တမီးရဲ့မင်္ဂလာပွဲကိုလည်းအမေလာမှာမဟုတ်ဘူးတမီးတို့ဒီလိုလုပ်ရက်ကအရှမ်းကိုများလို့နေကျမကြားလိုက်ရတဲ့အရာကိုမယုံကြည်နိုင်ဖြစ်သွားခဲ့ရပါတယ်မိမိနဲ့ကျမနဲ့ကဆက်ဆံရေးမကောင်းခဲ့ဘူးဆိုတာကျမသိပါတယ်ဒါပေမဲ့ဒါမျိုးကတော့အရှမ်းကိုလွန်သွားလို့ပြီလေအဲ့ဒါကြောင့်ကျမပွဲရပြီးတဲ့နောက်မှာတော့ Sage နဲ့အတူတူပြောင်းနေခဲ့ပြီးတော့ပျော်ရွှင်တဲ့ဘဝလေးကိုတည်ဆောက်ခဲ့ကြတာပေါ့မိမိကတော့ကျမအခုချိန်ထိစကားမပြောတော့ပါဘူးတရက်ကျတော့ကျမ shopping mall သွားနေတော့အရှမ်းကိုလာတဲ့ Aquamarine လက်စွပ်လေးကိုကျမမြင်လိုက်ရပါတယ် Sage ကဒီလိုလက်စွပ်လေးနဲ့ကျမကိုလက်ချက်ကွေ့ထားခဲ့ရင်ဆိုပြီးစိတ်ကူးရရှိနေခဲ့တာပေါ့အဲ့ဒါကြောင့်လက်စွပ်ပုံလေးကိုဓာတ်ပုံရလိုက်ပြီးတော့သူ့စီကိုပို့လိုက်ပါတယ်သူ့အနေနဲ့တဲလွန်စာတစ်ခုတော့ရှာလိုက်မယ်လို့မျှော်လင့်ပါတယ်ဒါပေမဲ့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့သူကအိမ်ထဲမှာမီးမောက်ကြီးချပြီးတော့စပါပမော်တယောက်ထဲထိုင်နေပါတယ်အချစ်ရှင်မာရီဖြစ်နေရလဲကိုရဲ့အဖေထပ်ပြီးတော့အဖမ်းခံလိုက်ရပြန်ပြီနှစ်လတာအဖမ်းခံရမှာတဲ့ကျမလည်းကြားရတော့စိတ်မကောင်းပါဘူးစစ်ချေကျမမရှင်အားပေးဖို့အတွက်တခုရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့ကျမရှင်ပို့လိုက်တဲ့တပ်ပုံလေးလေအဲ့ဒါကလက်စွပ်လေးဆိုတာအရှင်သိရမလားအလီနာကိုရိုစစ်ဆက်လို့မရသေးဘူးလေကိုရိုအဖေလိုမျိုးဖြစ်သွားရင်ဘယ်လိုလုပ်မလဲကိုဒါမျိုးလို့ရက်ကိုတော့အမင်းပေါ်မလုပ်နိုင်ဘူးကိုမင်းကိုအရင်ချစ်တယ်လေအဲ့ဒါကြောင့်ကိစ္စတွေအလုံးပြပြောက်တဲ့အချိန်ထိကိုရဲ့ညီမတွေစီမှာတောနေလိုက်မယ်ကျမဘာမှတော့ပြန်ပြောချင်မရပါဘူး Sage ကကျမစီကနေထွက်သွားပါတော့တယ်ကျမတောင်းရပြီးတော့ဒီတိုင်းပဲလက်နေခဲ့ရပါတယ်ဒါဆိုသူကငါနဲ့လမ်းခွဲသွားတာလားအဲ့ဒီချိန်မှာကျမလည်းငိုချလိုက်ပြီးတော့မမေရဲ့အိမ်ကိုပဲပြန်လာခဲ့လိုက်ပါတယ်ပထမဆုံးနေတဲ့နေ့တွေကြာပြီးတော့မှမမေကကျမကိုပွေ့ဖက်ထားလိုက်ပြီးတော့နှစ်သိမ့်ပြီးနေခဲ့ပါတယ်ဖြစ်ခဲ့တဲ့အရာတွေအတွက်သမီးတောင်းပန်ပါတယ်မေပြောတော့ကမှန်ပါတယ်ချိန်စာကတကယ်ပဲရှိနေကြတာသမီးမေပြောတာကိုရှုံခွဲတင်ပါတယ်သမီး Sage နဲ့ဘယ်တော့မှမတွေ့ခဲ့ရင်ကောင်းပါပဲသမီးလေးရဲ့အဲ့ဒီလိုမပြောပါနဲ့ကွယ်သမီးလေးဒီကိုပြန်ရောက်လာတဲ့အတွက်မေဝမ်းသာပါတယ်ဖြစ်ခဲ့တဲ့အရာတွေအားလုံးနဲ့ပတ်သက်ပြီးတော့လည်းမေတောင်းပန်ကြပါတယ်သမီးလေးအဝေးရောက်နေတဲ့အချိန်မှာမေလည်းတယောက်နဲ့တွေ့ခဲ့ပါတယ်သူကမေအပေါ်ကိုတစ္ဆာရှိပြီးတော့ကောက်မွန်ဆက်ဆံပြီးရလေအဲ့ဒီအချိန်မှာမေနားလေသွားခဲ့ရတယ်ချိန်စာကတကယ်မရှိခဲ့ဘူးဆိုတာကိုပေါ့ဂျာရီအားလုံးကအမေတို့ရဲ့အကျွေးထဲမှာယုံကြည်နေကြတဲ့အရာပဲဟုတ်တယ်လေသမီးလည်းအဲ့ဒီလိုထင်ခဲ့ပါတယ်ဒါပေမဲ့ Sage ကထွက်သွားပြီးတော့ဖေကလည်းသမီးတို့ကိုထားသွားတာမဟုတ်ဘူးလားအဲ့ဒါကအချစ်ဆိုတဲ့အရာပဲလေသမီးရဲ့ငကိုကလေးကအချစ်ဆိုတဲ့အရာကခက်ခဲရဲကွဒါပေမဲ့ကဘာပေါ်မှာအဲ့ဘွေကအကောင်းဆုံးအရာတွေကိုဖန်တီးပေးနိုင်တာကလည်းအချစ်ပဲဖြစ်ခဲ့တဲ့အရာတွေအားလုံးကိုစဉ်းစားဖို့အတွက်ကျမလာအနေငယ်လောက်မေနဲ့တူတူနေခဲ့ပါတယ် Sage ကကျမရဲ့ဖုန်းထဲကိုစာရီစတိုက်ပို့ပြီးတော့ဖုန်းတွေလည်းစတက်ခုန်နေပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကျမအတွက်ကျမအချင်းလိုအပ်ပါတယ်တကယ်ကျတော့ကျမဆရာဝန်နဲ့တော့ပြနေတော့ဆရာဝန်ကကျမကိုတတိထုတစ်ခုပြောလာတယ်ကျမကကိုယ်ရှိနေပြီတဲ့ဒါပေမဲ့ကျမရဲ့ချစ်သူကောင်းလေးကကျမရဲ့ကလေးလေးကိုအဖေအဖြစ်နဲ့ဆောက်ရှောက်ပေးနိုင်မှာမဟုတ်ဘူးကိုမင်းကိုတောင်းပန်ပြီးတော့နောက်ထပ်ဘယ်တော့မှထားမတော့ပါဘူးလို့ဘယ်လောက်တောင်ပြောရမှာလဲကွာ
ကိုဖေကိစ္စနဲ့ရန်ကောင်းနေရှုပ်ပြီးတော့ခဏလောက်အချိန်ယူဖို့လိုအပ်ခဲ့လို့ပါရှင်နောက်ထပ်အတိတ်လိုရှုပ်ထွေးနေပြီးတော့ကျမစီကထပ်ပြီးမသွားတော့ဘူးဆိုဘသူကကတိပြီးမှလဲကျမကလေးကိုဆောက်ရှောက်ဖို့အတွက်အရှင်ကမလိုအပ်ပါဘူးအဲ့ဒါကြောင့်ထွက်သွားလိုက်ပါတော့တကယ်တော့ကျတော့ကျမရဲ့စိတ်ထဲမှာကအရှာအလုံးထပ်ပို့ပြီးတော့စိတ်ကိုတတိယနေပါရယ်ကိုဝင်ဖွားမြင်ပြီးတော့ကိုလာကြပြီးတဲ့နောက်မှာလဲကျမတို့ကိုတတိယနေတော့ဖြစ်ပါရယ်ပြီးတော့ကျမရဲ့မေမေကကျမရဲ့ချစ်စရာကောင်းတဲ့ကလေးလေးမီကူလာနဲ့အတူဆေးရုံကနေကိုဝင်လာခဲ့ပါရယ်ပြီးတော့သူတို့ရဲ့နောက်မှာလဲစိတ်ကရှိနေပါရယ်နေပါဦးရှင်ကဘယ်လိုလုပ်ပြီးဒီကိုရောက်နေရလဲကျမရှိကိုဝေးနေဖို့ပြောထားရတယ်အလီနာကိုပြောတော့ကုန်နားထောင်ပါအောင်အခုဆိုရင်ကို့ဖေလည်းမရှိတော့ပါဘူးသူလုပ်ခဲ့တဲ့ရာဇဝတ်မှုတွေအားလုံးကိုဝန်ခံခိုင်းပြီးတော့အခုရဲစီမှာသူ့ရဲ့အပြစ်တွေအားလုံးကိုခွင့်ယူနေပါပြီကိုဘွားရဲမှာဒီလိုအန်ဒီရရှိတဲ့လူတွေကိုထပ်ပြီးတော့မထားတော့ပါဘူးကိုမင်းကိုချစ်တယ်ပြီးတော့ကိုရီးယားသမီးလေးကိုလည်းအတူတူဆောက်ရှောက်ချင်ပါတယ်ကျောင်းရှင်နဲ့မိသားစုဘွားလေးကိုဖန်တီးဖို့အတွက်ဘယ်ရာကိုမှနှောက်ယှက်ခံနိုင်မှာမဟုတ်ပါဘူးဒါဆိုရင်ရှင်ကကျမတို့ရဲ့မီကူလာလေးကိုတွေ့ချင်တယ်ပေါ့အရှမ်းလာတဲ့ကိုရီးယားသမီးလေးမျက်နှာကိုအရှင်ချူပြစေအောင်ပရိသတ်လူတို့ရဲ့နှလုံးသားကိုရောအမြဲတမ်းအသက်ကွဲနေရမျိုးအဖြစ်မခံပါနဲ့ဘာလို့ဆိုတော့ဘွားဆိုတဲ့အရာကချစ်ဖို့ပဲဖြစ်ပါတယ်ဘယ်သူကမှမချစ်ခင်မှာတော့အကိုကိုအရင်ဆုံးချစ်တဲ့မှာဖြစ်ပါတယ်ဆလာလေးကတော့ဒီလောက်ပါပဲနော်နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတို့နဲ့အတူပြန်လည်ဆုံတွေ့ချင်ပါသေးတယ်တာယာအချင်းတဲ့နေ့တွေကိုပိုင်ဆိုင်နေကြပါစေရှင်